ကဲအားလုံးပဲမင်္ဂလာပါကွန်မိုး channel ကကိုများအားလုံးပဲတယောက်မကျန်မင်္ဂလာပါလို့ကွန်မိုး channel မှာနှွေးထွေးစာလေးပြန်လည်ကြိုဆိုပါရစေနော်ကဲကွန်မိုးရဲ့ကိုများအားလုံးပဲနော်တနေ့နေ့ဖွင့်ရအားလုံးအစီအစဉ်ကြတယ်မလားနော်နေ့ဖွင့်ရကွန်မိုးလာတင်ပေးခဲ့တဲ့ဒီဘက်မှာနော်ခွန်ပတ်တီနော်ခွန်3နော်ခွန်3ခွန်4ခွန်9ဆိုတဲ့ကဏ္ဍလေးတွေအားလုံးအစီအပြေတယ်မလားနော်အကူမများအားလုံးအစီအပြေမလို့လဲကွန်မိုးယုံကြည်ပါတယ်နော်ကဲကိုရီမားတွေအားလုံးပဲနော်40ခွန်မှာရလိုက်တဲ့ကိုရီမားအားလုံးကခွန်ပတ်တီမှာနော်90မှာတဲ့နော်ကွန်မတီအောင်လိုက်တဲ့အကူရီမားတွေအားလုံးကပေါက်ကြောင်းလေးတွေအကြောင်းလေးတွေကိုကောမန့်ကလေးမှာမှန်သွားပြီပါနော်ကဲကွန်မိုးရဲ့အခု channel တစ်ကလေးကိုလည်းအကူများအားလုံးပဲ subscribe မလုပ်ကြသေးတဲ့အကူများရှိရင် channel အခုတစ်ကလေးကို subscribe လေးနှိပ်ထားပြီပါကွန်မိုး channel လေးကို subscribe နှိပ်ပြီးတဲ့အကူရီမားတွေအားလုံးတယောက်ကြည့်တည်တိုင်းနော်ဒီဖိုင်လေးကိုအစားနဲ့အဆုံးလေးမရစ်မကြော်ပဲနဲ့ပြီးဆုံးအောင်ကြည့်သွားပြီပါနော် channel ကို subscribe နှိပ်ပြီးတဲ့အကူရီမားတွေအားလုံးကအခုခံလေးကိုကိုနဲ့ဝါသနာတူအကူရီမားတွေစီကိုရောက်ရှိအောင်မြင်ရှိအောင်လို့နော်တနိုင်တလောက်လေး share သွားပြီးပါတနိုင်တလောက်လေးမျှဝေပေးသွားပါလို့ဒါကိုမိုးရဲ့နော်ဒါဝါသနာရှင်ကိုရီမားအလုံးကိုဥဒပဒနေနဲ့မြင်တာရက်ခံလိုက်တယ်နော်ပြီးတော့လည်းဗန်လေးကိုကြည့်ရှုအားပေးနေသောကိုရီမားတွေအားလုံးမင်္ဂလာရှိသောနေ့တစ်လေးတွေကိုလည်းအမြဲတမ်းပိုင်ဆိုင်နိုင်ပါစေနော်ကျွန်တော်တို့နော်လိုရဆန္ဒတွေအားလုံးလည်းတစ်လုံးတစ်ဝါပြကြပါစေလို့ကိုမိုးဆက်ပြီးတော့ဆုမကောင်းတောင်းပေးလိုက်ပါတယ်နော်ကို channel မှာကဲကိုရီမားတွေအားလုံးပဲဗျာကျွန်တော်တို့မနက်ဖြန်ကျွန်တော်နော်အင်္ဂါနေ့ပေါ့အင်္ဂါနေ့အတွက်မှာနော်24ရက်2လပိုင်း2026အင်္ဂါနေ့တနေ့တာအတွက်ကိုမိုးဝန်ကြီးစုံထပ်တင်ပေးခဲ့မယ်ပြီးရင်ဒါအကုန်များအားလုံးရဲ့အကြိုက်နှစ်သက်ရာနော်တင်ကစားလို့ရတယ်ကျွန်တော်ရဲ့ဒါအကြိုက်ဆုံး3ခွက်ကောင်းကိုလည်းရွေးချက်ပြီးတော့ထပ်တင်ပေးခဲ့မယ်ပြီးရင်တစ်ခွက်ကောင်းလေးလည်းတင်ပေးခဲ့မယ်နော်ဒါကိုရီမအားလုံးအင်္ဂါနေ့တမှာအင်္ဂါနေ့တနေ့တာမှာလိုက်ဆော့လိုက်ကစားလိုက်ဒါကိုရီမအားလုံးတက်လည်းအဆင်ပြေရမယ်အကျိုးရှိရမယ်လို့ကိုမိုးပြောချင်ပါတယ်နော်ကဲအင်္ဂါနေ့တနေ့တာမှာတော့အကူရီမားတွေအားလုံးပဲဗျာเนาะကျွန်တော်အဓိကပြောချင်တာတော့အင်္ဂါနေ့တနေ့တာမှာဒါမရရှိသေးတဲ့အကူရီမားတွေအားလုံးကောရှားပြီးသားဖြစ်တဲ့အကူရီမားတွေအားလုံးကောเนาะဒါအားလုံးမြည်သူမဆိုတရားမကြံเนาะလိုက်ကစားလိုက်ပါအင်္ဂါနေ့တနေ့တာမှာကျွန်တော်တို့เนาะကျွန်တော်ရှာထားတယ်တွက်ထားလို့ရတယ်เนาะကျွန်တော်ဒါလက်တက်ဆက်တီနဲ့တွက်ထားလို့ရတယ်เนาะ1ချင်းကဆိုရင်2ပိုင်9ပိုင်ဖြစ်ပါတယ်2ပတ်ဒီ9ပတ်ဒီကိုဒါအင်္ဂါနေ့တနေ့တာမှာလိုက်ကစားပါ2ကိုလိုက်စော့နေတော့အကူရီမားတွေအားလုံးကော9ပိုင်ကိုလိုက်စော့နေတော့အကူရီမားတွေအားလုံးကောဒါ2ပိုင်9ပိုင်နဲ့အင်္ဂါတနေ့တာမှာလိုက်ဆော့လိုက်เนาะဒါကိုရီမားရဲ့အလုံးတက်လည်းအဆင်ပြေရမယ်2ပတ်ဒီ9ပတ်ဒီရှိပါတယ်เนาะဒါအင်္ဂါတနေ့တာမှာတရားရခိုင်နှုန်းအဆင်ပြေတော့ဒါလုံးမိုင်လေးတွေဖြစ်တယ်เนาะဒီထဲမှာမှเนาะညီလေးအကွက်ကောင်းလေးတွေကစားခြင်းနဲ့မောင်လေးအကွက်ကောင်းလေးတွေထိုးခြင်းနဲ့ဆိုတော့เนาะကျွန်တော်ရဲ့ဒါအကိုရီမားတွေအလုံးအတွက်လည်းကျွန်တော်စိတ်ကြိုက်ထိုး3ခွက်ကောင်းကိုဒါကိုမိုးထက်တင်ပေးခဲ့မယ်เนาะဒါစိတ်ကြိုက်ထိုး3ခွက်ကောင်းเนาะဒါကိုရီမားတွေအလုံးပဲဒီ3ခွက်ကောင်းလေးကဆိုရင်နှစ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်เนาะ25เนาะ20เนาะ2520နှစ်6ဆိုတဲ့ကဏ္ဍလေးတွေကိုဒါဒီ3ခွက်ကောင်းကိုဒါအဓိကအနေနဲ့ကျွန်တော်အင်္ဂါနေ့နာမှာကစားပါဒါနှစ်ပတ်ဒီ25เนาะ20နှစ်6เนาะဒီကဏ္ဍလေး3ခွက်ကိုဒါအဓိကထားပြီးတော့ကစားပါเนาะကျွန်တော်တို့6လုံးမိုင်နဲ့ပတ်သက်လို့ရှိရင်เนาะ60ခွန်เนาะ60ခွန်ရယ်เนาะ63ရယ်94ရယ်ဒီကဏ္ဍလေးတွေကိုဒါ9ပိုင်းနဲ့ပတ်သက်ရင်ဒါအဓိကထားပြီးတော့ကစားမယ်အဓိကထားပြီးတော့ထိုးမယ်เนาะဒါ9ပိုင်း2ပိုင်းဖြစ်ပါတယ်เนาะဒါကွန်ဝေးရဲ့အခု channel အသစ်ကလေးမှာလည်းဒါအကုန်များအားလုံးအတွက်เนาะဒါတောက်လျှောက်အမြဲတမ်းကွန်မိုးတင်ပြီးသွားမယ်ဒါကွန်မိုးရဲ့လူရင်းကိုတွေမားတွေအားလုံးကလည်းအခုဗန်လေးကိုကြည်နေမြင်နေတယ်ဆိုရင်ဒါကွန်မိုးဗန်လေးတွေမြင်တိုင်းเนาะတင်တိုင်းမှာတွေ့ရှိအောင်မြင်အောင်လို့ဒါအကိုတွေမားတွေအားလုံးက channel လေးကို subscribe နှိပ်ထားပေးကြဒါလူရင်းကိုတွေမားတွေအားလုံးပဲเนาะဒါကွန်မိုး channel အဟောင်းဒါတော့ channel ကွန်မိုးရဲ့အကိုတွေမားတွေအားလုံးသိရှိတဲ့ channel အဟောင်းကဒါကျွန်တော်ဒါတင်နေကြဖြစ်တဲ့ channel လေးကဒါပြတ်ကျသွားတဲ့အတွက်เนาะဒါဘန်းကန်လေးထိထားတဲ့အတွက်ဒါအကုန်များလုံးကအခု channel လေးမှာလည်းအခု channel လေးမှာပဲဒါနေတဲ့ channel လေးတွေကိုဒါလိုက်ကြည့်ရှုဝင်ရောက်ကြည့်ရှုပြီးတော့ယူသွားပေးပါဒါအကိုဒီမားတွေအားလုံးလည်းဒါအဆင်ပြေရမယ်ဒါကိုမိုးနဲ့လက်တွဲသောအကိုဒီမားတွေအားလုံးလည်းဒါနော်ဒါပွဲစဉ်တိုင်းမှာလည်းတောက်လျှောက်အဆင်ပြေတယ်တောက်လျှောက်လည်းအဆင်ပြေခဲ့တယ်အောင်မြင်ခဲ့တယ်ပေါ့နော်ဒါအကိုဒီမားတွေအားလုံးဘာပြောပါအခု channel လေးကိုဒါအကုန်များလုံးကကိုမိုးကိုဒါပြန်လေးကိုမြင်တိုင်းတင်တိုင်းမှာမြင်အောင်တွေ့အောင်လို့နော်အားလုံးကနော်ဒါဝိုင်းဝန်းပြီးတော့ share သွားပေးပါမျှဝေပေးသွားပါနော် channel လေးကိုလည်း subscribe နှိပ်ကြသေးတဲ့လူရင်းကိုများရှိရင်လည်း channel လေးကို subscribe နှိပ်ထားပေးပါနော်လူသေးကိုရီမားတွေအားလုံးကလည်းကိုမိုးကိုအမြဲတမ်းအားပေးခြင်းနဲ့အမြဲတမ်းကိုမိုးနဲ့အတူတူလက်တွဲမဲ့ဆိုတဲ့အကိုရီမားအားလုံးက channel လေးကို subscribe နှိပ်ထားပေးပါကိုမိုးတောက်လျှောက်လည်းတင်သွားပေးပါမယ်နော်ကျွန်တော်အင်္ဂါနေ့နာမှာတော့2ပိုင်9ပိုင်ကိုဒါအဓိကထားပြီးတော့ကစားပါဒါကျွန်တော်အဓိကပြောချင်တာတော့ဒါအခုမှ YouTube channel လေးကအသေးလေးလည်းဖြစ်တဲ့အတွက်ဒါအကုန်များလုံးလည်းသိရှိအောင်မြင်အောင်လို့ဒါကိုမိုးတခါတည်းပြောပေးထားခဲ့တာနော်ဒါကိုမိုးရဲ့အကုန်များလုံးဒါဖုန်းဝင်သမားတွေလည်းကျွန်တော်ဒါဒီနေ့မှာဒါဖုန်းဝင်သမားတွေလည်းအားလုံးလည်းအဆင်ပြေတယ်နော်ဒါဖုန်းဝင်သမားတွေကျွန်တော်ပြောမနေတော့ဘူးကျွန်တော်ဒါ channel အသေးကလေးလည်းဖြစ်တဲ့အတွက်နော်ဒါအကုန်များလုံးပဲလိုက်ကစားလိုက်ကျွန်တော်မနေ့တည်းကကျွန်တော်ဒါအကိုရီမအားလုံးကျွန်တော် live လွှင့်ပေးချင်တာဒါပေမဲ့အောင်မဲခံပေးချင်တာဒါပေမဲ့ကျွန်တော်နော်ဒါဖုန်းဝင်ဇာတို့သမားတွေ
ဒါအစီအမီသွားလို့ဒါကျွန်တော်တို့ဒါမိုးဖိုးလေးတွေစီနာကြီးတွေလွှဲပေးနေလို့ကျွန်တော်ဒါလိုင်းမလွှင့်အားလဲရှိတယ်နော်ဒါကိုမများလုံးမသိတဲ့ဖုန်းဝင်ဆိုလဲကိုမိုးကနော်ဒါတရားတစ်ချက်မှယူတာမဟုတ်ဘူးနော်ဒါထွက်သွားမှပေါက်သွားမှဒါမိုးဖိုးလေးတွေစီနာကြီးတွေလွှဲပြီးမှဒါကိုမိုးဒါယူတယ်သုံးတယ်ဒါကိုမများလုံးသိရနော်ဒါကိုမိုးကဒါကိုမများလုံးကိုအခက်အခဲရှိရင်အစီအမီပါသေးအားလုံးပဲအစီအမီကြပါဆိုပြီးတော့ဒါအမြဲတမ်းတောက်လျှောက် channel လေးမှာတင်သွားပြီးတာပါနော်နေ့ပိုင်း9ပိုင်းကိုတော့အင်္ဂါတိတက်မှာကစားနော်ကျွန်တော်ဒါမင်းရော3ကွက်လေးတွေကိုတော့ကျွန်တော်ဒါ comment မှာလည်းထပ်ပြီးတော့မှန်းသွားပြီးမယ်နော်ဒါကိုများအားလုံးပဲကိုမိုးအမြဲတမ်းအားပေးနေတဲ့ကိုမိုးကနန်းလေးတွေကိုလိုက်ကစားမဲ့ကိုဒီမလုံးကနော်လက်မလေးတွေမှိတ်သွားပြီးပါနော် like and share လေးနဲ့လက်မလေးတွေကိုနှိပ်သွားပြီးပါ share သွားပြီးပါနော်ကဲအားလုံးတက်တာပါကျွန်တော်အင်္ဂါနေ့မှာအောင်ဝင်းဖက်ခံမယ်နော်အားလုံးဘိုင်ပါ